နားလည်မှုဆိုတာစကလုံးတွေအများကြီးနဲ့ရှင်းပြနေရတာမျိုးမဟုတ်ဘဲတစ်ဖက်လူရဲ့စိတ်ကိုကိုယ်စိတ်နဲ့နိုင်တီကြိုတင်ငဲ့ညာပေးတာမျိုးပါပဲတကယ်တော့နားလည်တယ်ဆိုတာမပြောဘဲသိတဲ့နှလုံးသားချင်းဆက်နွယ်မှုတစ်ခုပေါ့ညနာအမူအရာလေးတစ်ခုတိတ်ဆိတ်နေတဲ့အခြေအနေလေးတစ်ခုတောင်ကိုချစ်ရသူရဲ့ရင်ထဲမှာဘာတွေဖြစ်ပျက်နေတယ်ဆိုတာကိုဖတ်နိုင်တာမျိုးပါပဲသူပြောချင်တာတွေသူခံစားနေရတာတွေကိုကိုယ်စိတ်နဲ့အနည်းဆုံးထားပြီးစာနာနားလည်ပေးနိုင်တာဟာအဖို့မဖြတ်နိုင်တဲ့ချစ်ချင်းမေတ္တာရဲ့ပြရုပ်ပါပဲမလိုအပ်တဲ့ထပ်တလဲလဲရှင်းပြနေရခြင်းတွေနားလည်မှုလွဲမှားခြင်းတွေကနေလွတ်မြောက်ပြီးအချစ်ရေးကိုပုံမနှွေးထွေးခိုင်မာစေတာကဒီလိုကြိုတင်နားလည်ပေးမှုမျိုးပါပဲကိုကျင်းစာတရားနဲ့သူ့နေရာမှာကိုဝင်ခံစားကြည့်နိုင်မှသာချစ်ရသူရဲ့စိတ်အလိုကိုအပြည့်အဝဖြည့်တွေးပေးနိုင်မှာပါဒါမှလည်းသူတို့ရဲ့စိတ်ဖြစ်စီမှုတွေကိုကိုကမျှဝေခံစားပေးနိုင်ပြီးလွယ်တဲ့အချိန်မှာအကောင်းဆုံးအားပေးဖို့နှစ်သိမ့်ပေါ်ဖြစ်တည်ပေးနိုင်မှာပါအကောင်းဆုံးချစ်ချင်းမေတ္တာတရားဆိုတာစကလုံးလားလားရင်းနဲ့ရည်ညွှန်းတာမဟုတ်ဘဲတိတ်ဆိတ်စွာနားလည်ပေးတဲ့နှလုံးသားချင်းနှိစက်နေမှုကနေစတင်လာတာပါတဦးနဲ့တဦးကြိုတင်နားလည်မှုတွေပေးနိုင်တဲ့အခါဘလို့အခက်အခဲတွေကြုံလာပါစေအတူတူရင်ဆိုင်ဖြည့်ရှင်းဖို့ခွန်အားတွေရလာပါလိမ့်မယ်ဒီလိုနားလည်မှုမျိုးရှိတဲ့ဆက်ဆံရေးဟာဘယ်ရာနဲ့မှလဲလှယ်လို့မရတဲ့ယတနာတစ်ပါးလိုပါပဲချစ်သူရဲ့စိတ်လိုကိုကိုချင်းစာတရားနဲ့ဖြည့်ပေးနိုင်တာဟာအချစ်စစ်ရဲ့အခြေခံအုတ်မြစ်တစ်ခုဖြစ်ပြီးအကောင်းဆုံးချစ်ချင်းတရားပါပဲဒီလိုမျိုးနားလည်မှုကိုတန်ဖိုးထားပြီးထိမ့်သိမ်းနိုင်ကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်ရှင်